အရက်မူးတဲ့အခါပေါ်လာတတ်တဲ့လူတို့ရဲ့စိတ်ရင်းအမှန်၅မျိုးလူတစ်ယောက်ရဲ့စိတ်ရင်းအမှန်ကိုသိချင်ရင်သူအရက်မူးနေတဲ့အချိန်မှာလေ့လာကြည့်လို့ရပါတယ်အရက်မူးတဲ့ပုံစံကိုကြည့်ပြီးလူတွေကိုအခုလိုအမျိုးအစားခွဲခြားနိုင်ပါတယ်ပထမအမျိုးအစားအိတ်ငိုက်တတ်သူများဒီလူတွေကတော့အရက်အနှဲငယ်တောက်ပြီးတာနဲ့ငြိမ်ငြိမ်လေးအိတ်ငိုက်သွားတတ်ကြပါတယ်သူတို့ဟာကိုထိန်းချုပ်နိုင်စွမ်းရှိပြီးလူအများရဲ့အာယုံဆိုင်မှုကိုမမတ်မောသလိုကိုယ့်ရဲ့အတိုင်းအတာကိုလည်းကောင်းကောင်းသိကြသူတွေပါနေ့စဉ်ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုလည်းတိတ်တဆိတ်ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိလို့အားကိုးထိုက်တဲ့တငယ်ချင်းမျိုးတွေဖြစ်ပါတယ်ဒုတိယအမျိုးအစားရန်လိုတတ်သူများအရက်မူးလာရင်အော်ဟစ်တာရန်ရှာတာနဲ့ပစ္စည်းတွေကိုရိုက်ခွဲတာမျိုးတွေလုပ်တတ်တဲ့သူတွေပါဒါဟာသူတို့ရဲ့စိတ်ထဲမှာဖိနှိပ်ထားတဲ့ဒေါသတွေရှိနေတာကိုပြသနေပြီးစိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအားနည်းတာကိုလည်းဖော်ပြနေပါတယ်တတိယအမျိုးအစားဖုံးဆက်ပြီးစိတ်ခံစားချက်ဖော်ပြတတ်သူများအချိန်မတော်ကြီးဖုံးဆက်ပြီးရီးစားဟောင်းတွေကိုတတိယကြောင်းပြောတာမျိုးဒါမှမဟုတ်တငယ်ချင်းတွေကိုစိတ်မမှန်တဲ့စကားတွေပြောတတ်သူတွေဖြစ်ပါတယ်သူတို့ဟာတတိရှိနေစဉ်မှာဖုံးကွယ်ထားသမျှကိုမူးလာတဲ့အခါမှာတော့မထိန်နိုင်ပဲထုတ်ပေါ်မိသွားတတ်ကြပါတယ်စတုထအမျိုးအစားကြွားဝါတတ်သူများတောက်ပြီးတာနဲ့ကိုအမြဲတမ်းကြွားလုံးထုတ်တတ်သူတွေပါဒီလိုကြွားဝါမှုတွေရဲ့နောက်ွယ်မှာတော့ကိုယုံကြည်မှုမရှိခြင်းနဲ့အတိမတ်ပြုခံခြင်းနဲ့စိတ်တွေကိန်းအောင်နေတတ်ပါတယ်ဒါပေမဲ့တာဝန်ယူရမယ့်အပိုင်းတွေမှာတော့သူတို့ကအမြဲတမ်းရှောင်လွှဲလေးရှိကြပါတယ်ပစ္စမအမျိုးအစားငိုတတ်သူများတောက်ပြီးရင်ငိုကြွေးတတ်တဲ့သူတွေပါတာမန်ချိန်မှာတမချင်းအောင်ဆောင်နေပေမဲ့အရက်မူးလာတဲ့အခါသူတို့ရဲ့ဟန်ဆောင်မှုတွေပျောက်ဆုံးသွားတတ်ပါတယ်သူတို့ရဲ့စိတ်ထဲမှာမဖြေဖြောင်းနိုင်သေးတဲ့ဝမ်းနည်းမှုတွေနဲ့နှဆိုင်တဲ့စိတ်တန်ရာတွေရှိနေတတ်ကြပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင်အရက်ဟာလူတစ်ယောက်ကိုတခြားလူအဖြစ်ပြောင်းလဲပစ်လိုက်တာမဟုတ်ပါဘူး။သူတို့ရဲ့ရင်ထဲမှာအမြဲတမ်းရှိနေတဲ့စိတ်ရင်းအမှန်ကိုပဲပေါ်ထုတ်ပေးလိုက်တာဖြစ်ပါတယ်။တငယ်ချင်းတို့ကောဘယ်မျိုးအစားထဲမှာပါသလဲ။အချင်းချင်းကွန်မန့်လို့ရပါတယ်။